ဒီနေ့တော့မအားတဲ့ကြားပဲကော့မနှောင်းဆိုတဲ့လူတိများတဲ့လူစီကားတဲ့နေရာကိုကျွန်တော်တို့ရောက်ခဲ့ပါတယ်ဧည့်သည်လာပို့ရင်ပေါ့နော်လမ်းတစ်လျှောက်မှာလဲတောင်ကတုံးနေနဲ့ကွင်းပြောင်နေပဲရှိပါတော့တယ်ဘေးဘီယာနဲ့တိမ်နေမိုးသားတွေကြည့်လိုက်ပြန်တော့လဲလွမ်းစရာတွေပေါ့ဗျာကော့မနှောင်းကပြန်လာပြီးကျွန်တော်စကန်းဝတ်ဆိုတဲ့နေရာလေးကိုလည်းထပ်ဝင်လဲအောင်မှာထပ်ပို့ပေးအောင်ပါကဲခုမြင်နေရတဲ့မြင်ကွင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းလည်းမဟုတ်သလိုမြောက်ပိုင်းလည်းမဟုတ်ပါဘူးကျွန်တော်တို့မဲသောမြို့နယ်မဲကုကင်းကျွားရဲ့မြောက်ဘက်ကလူစီကားတဲ့နေရာလေးတွေပါကဲအခုဆိုရင်ကျွန်တော်စကန်ဝတ်တောင်ကျောပေါ်သူရောက်လာပါပြီဒီပေါ်မှာလဲဟတ်တကီနားလို့ရတဲ့လေရင်ကွင်းတွေကိုတွေ့ရပါတယ်နေကွင်းနံပါတ်1 2အခုကျွန်တော်တို့ရောက်တဲ့ချိန်ကနည်းနည်းလေးစောတော့ဧည့်သည်တွေလည်းလာလေတဲ့လူတွေလည်းတိတ်မရှိသေးပါဘူးဒီနေရာကိုလာလဲမယ်ဆိုရင်တော့ညနေ4 နာရီခွဲလောက်ဆိုရင်တော့လူအရန်စီပါတယ်ကြည့်လိုက်ပါဦးတောင်တန်းစိမ့်ကြီးတွေနဲ့လွမ်းဆွေးစရာမြင်ကွင်းတချို့လဲအများကြီးခံစားရပါတယ်လေပြင်းညင်းနေတိုက်ခတ်လို့တာယာပါသည်ချစ်သူရဲ့ဆိုတဲ့တခြင်းနဲ့ရလို့ပဲဒီနေရာလေးရောက်လာတော့ဘယ်ကိုလွမ်းလို့လွမ်းမှမသိဘူးဗျာတကယ်ကိုစိတ်ကြည်နူးစရာစိတ်တွေလေနေတဲ့လူတွေဆိုရင်ဒီလိုနေရာမျိုးလေးလာလဲတဲ့ပါလေအခုဆိုရင်မြင်နေရတဲ့မြင်ကွင်းကတော့ကျွန်တော်တို့ဟိုတောင်တန်းပြနဲ့တိုက်ဒီစမ်းချောင်းရည်တွေကတော့ကျွန်တော်တို့မြန်မာပြည်ဘက်ကန်းဖြစ်ပါတယ်မြန်မာပြည်ဘက်ကန်းဆိုဘက်ကမင်းလက်ပံမင်းလက်ပံပေါ့နော်ဒီဘက်ကန်းဆိုရင်ထိုင်းဘက်ကန်းဆိုရင်မဲကုကင်းအဲ့ဒါဆိုလဲကျွန်တော်တို့မြန်မာပြည်ဘက်ကန်းကျွန်တော်တို့ဟိုတရုတ်အစအဦးတွေပေါ့နော်အောက်လည်းမြင်တွေ့ရပါတယ်နေရာလေးကိုလာလေတဲ့သူတွေကတော့တကယ်ဓာတ်ပုံဝါသနာပါတဲ့လူဗီဒီယိုရိုက်တာဝါသနာပါတဲ့လူဆိုအများကြီးအကျိုးရှိပါတယ်ဒါတွေဆိုရင်ကျွန်တော်တို့နားမှာသူစစ်သားတွေစောင့်တဲ့နေရာတွေပေါ့နော်ဘန်ကာပုံစံမျိုးကြီးလောက်တာမြင်ကွန်းဆိုတော့ပွားကြီးတယောက်လူထုံးနေဝဲတွေပတ်နေတာတောင်းရစိုက်ဖို့အတွက်ဥပကတောင်းနာဗမာပြည်ဘက်ကမှာဒီဘက်ကတောင်ကတုံးနေရတော့ကျွန်တော်တို့ထိုင်းဘက်ကပါကဲဟိုမှာမြင်တွေ့နေရမြင်ကွင်းရတော့စကန်းဝတ်ဆိုတဲ့နေရာပါပဲညနေတိုင်းလိုပါလူအလယ်များတာကတော့ဒီပေါ်ရောက်လာရင်စိတ်ပေါ်ပါလာတယ်စိတ်လွတ်လပ်မှုတွေရလာတယ်ကဲဒီအမြောက်ဟာဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကိုအဝချိန်ထားတဲ့အနေထားပေါ့နော်ဒါပေမဲ့ကြည်မရှိပါဘူးကြည်မရှိသလိုအောက်ကနှိမ့်တဲ့ခလုတ်လည်းမရှိပါဘူးကဲအခုဆိုရင်ဟိုမှာဒုတိယကားတစ်စီးတက်လာပါပြီဗျာကဲကလေးတွေကတော့ပျော်လို့ပါလို့စော့ကုန်ပြီ
လှနာ ကဲဟိုကအမတယောက်ကတငယ်ချင်းမိလုံးကမတက်ရဲဘူးတဲ့ကြုံကြမှာကြောက်လို့သူ့လည်းမတက်ခိုင်းရဲဘူးအမတက်လာမယ်ဆိုရင်ကျွန်တော်တို့စင်ပြီးမှတက်ပါလို့ပြောထားကဲဒါကတော့ကျွန်တော်အနေထားပေါ့ဒါကတော့တငယ်ချင်းမိလုံးတို့ဖွဲ့တယ်ပါတာယာလှတဲ့ညနေသီးစာနဲ့တူအားလုံးမင်္ဂလာပါ